Hello guys ဒီနေ့မှာတော့တွေ့တဲ့အတိုင်းပဲပေါ့နော် Get Home ကိုလာတဲ့ဟာလေးတွေတွားပြပါလားဆိုတော့ဟာလေးကိုပြပေးပါမယ်သူက ID လေးတွေနဲ့ရိုက်ထည့်ရတာပါ ID လေးတွေသိချင်တော့ comment လေးမှာမှန်ခဲ့ပေးပါအဲ့တော့ပုံလေးတွေကဘယ်လိုလေးတွေလဲဆိုတော့ဒီလိုမျိုးလေးပါစိတ်ဝင်စားတယ်ဆိုရင်လိုက်ကြည့်လိုက်ရအောင်အရင်ဆုံးအနေနဲ့ menu ထဲဝင်လိုက်ပါမယ်ဝင်ပြီးသွားရင်တော့ press ဆိုတဲ့ထဲဝင်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးတော့ search by press ဆိုတဲ့ထဲမှာ ID ထည့်ရုံပါပဲဒါကတော့ပထမဆုံးဟာလေးပေါ့နော်သွားကြည့်ကြမယ်သူကတော့ကားထားတဲ့နေရာလေးမှာအပေါ်ကလင်းလေးနဲ့ဆိုတော့လှတယ်ပေါ့ဒါကတော့အိမ်နောက်ကနေထားလေးပါအိမ်ထဲကိုသွားကြည့်ကြပါမယ်အိမ်ထဲကိုဝင်ကြည့်လိုက်ရင်တော့တော်တော်လေးပြောင်းလဲသွားရဲပေါ့နော်အရင်ဆုံးအနေနဲ့ cherry ရဲ့အခန်းဝင်ကြည့်လိုက်မယ်ဆိုရင်လည်းဂတင်ရောအောက်ကဟာဒီရောပြောင်းသွားပါတယ်ပြီးသွားတော့ရေချိုးကန်းနဲ့ toilet ကိုသွားကြည့်ပါမယ်ရေချိုးကန်းလေးပြောင်းနေပေါ့နော်အဲ့ဒါပြီးရော toilet လေးပြောင်းပါတယ် toilet ကဟိုလိုကြီးပြောင်းတာမဟုတ်ဘူးပေါ့နော်နည်းနည်းလေးအောက်ကကျွေးပြားလေးပဲပြောင်းတာပါဒီမှာတော့ living room လေးရှိပါတယ်ဒါကတော့နောက်ထပ် master bedroom ပေါ့နော်အဲ့ဒါလေးလည်းပြောင်းပါတယ်ပြောင်းပြီးသွားတော့ဒီမှာတကားလေးရှိရယ်ပြီးတော့piano တီးတဲ့ဟာလေးရောက်လာတယ်အဲ့ဒါပြီးတော့အယောင်လေးတွေပြောင်းသွားတယ်ပေါ့နော်ဒါကတော့နောက်ထပ်တဲ့အိမ်လေးပါသူကကြတော့အိမ်နဲ့အိမ်လိုမျိုးဖြစ်သွားပါတော့တအိမ်ပို့သွားပါတယ်ရင်သွင်းနေနဲ့ဝင်ကြည့်ပါမယ်ဆိုဖာရှိပါတယ်ဒါပေမဲ့သူကတော်တော်လေးတော့ကျင်းနေပေါ့နော်ဒီမှာကတော့ဟင်းချက်တဲ့နေရာပါပြီးအပေါ်တက်ရှိပါသေးတယ်ဒါကတော့အပြင်လည်းမဟုတ်စာဖတ်တဲ့နေရာလေးပေါ့အဲ့ပြီးတော့ဒါကတော့အပြင်ဘက်လေးပါအပြင်ဘက်လူမျိုးလေးပေါ့နော်ဒီမှာတော့ရေချိုးကန်းနဲ့ toilet နဲ့ရှိပါတယ်ဒါကတော့အပြင်ပေါ့အပြင်အပေါ်တက်ကိုသွားကြည့်ပါမယ်အပေါ်တက်လေးကလည်းတက်လိုက်တော့လှတယ်ပေါ့နော်ဒီမှာဝရန်ဒါလေးမှာရှုခင်းလေးကြည့်ရင် okay ပါအဲ့ပြီးရင်ဒါကတော့ cherry ရဲ့အခန်းကိုသွားကြည့်ပါမယ်သူကတော့မပြောင်းပေါ့နော်အရင်ဆိုအိမ်ယာတွေပါပြောင်းပါရဲ့ဒါကမပြောင်းပါဘူးအိမ်နဲ့အိမ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့မပြောင်းဘူးပေါ့နော်ဒါကတော့နောက်တဲ့အိမ်မှာတော်တသားလေးနဲ့ပေါ့နော်နောက်တဲ့အိမ်လိုမျိုးလေးလည်းပို့လာပါရဲ့ခုံလေးလည်းပို့သွားတယ်ပေါ့နော်အဲ့ဒါပြီးတော့ဝင်ကြည့်ပါမယ်ဒါနဲ့ဒီလိုအိမ် review တွေလောက်တာနေအောင်နော်ပုံလေးပဲကြည့်လိုက်ပါအတန်သွင်းတာတခြားအကြောင်းပြောပြပါမယ်အတစ်လောက်ရတာမလွယ်ပါဘူးနော်အတစ်ကိုလေတပုတ်ရဖို့လုံးဝမလွယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုမလိုချင်တဲ့အပေါင်းဖြတ်ရတယ်အဲ့ဒါပြီးတော့အတန်သွင်းရတယ်အတန်သွင်းတာနဲ့ကိုလိုချင်တဲ့အပိုင်းနဲ့ကွက်တီဖြစ်အောင်လုပ်ရတယ်အတစ်တစ်ခါလုံးအနည်းဆုံးတော့9မိနစ်10မိနစ်တော့ကြာတယ်ပေါ့နော်ဒါကတော့ပုံမှန်အိမ်လေးပါ cherry နေရဲ့အိမ်လေးပေါ့နော် sakura school ထဲမှာနေတဲ့အိမ်လေးကိုပြောတာပါအဲ့လိုမျိုးပုံမှန်နေထားလေးပေါ့နော်အဲ့ဒီတော့အတစ်လောက်ရတာမလွယ်ပါဘူးမလဲတက်ကြမလို့ကိုလုတ်ကြည့်မှသိမှာပေါ့နော်အဲ့ဒီကြောင့်မလို့ဗီဒီယိုလေးတင်အားပေးကြပါလို့ပြောချင်ပါတယ်အခုကစပြီးဗီဒီယိုကို2ရက်ချ3ရက်ချတင်တော့မှမလို့အားပေးကြပါအောင်လို့ပြောချင်ပါတယ်နော်Get Home လာလေးတွေဆိုလို့ ID လေးလိုက်ရှာပြီးတော့ပြပြထားပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစိုးရကြည့်ရှုပေးရတဲ့သူတယောက်ချင်းစီကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းပြန်လို့ဆုံးချစ်တတ်မယ်နော် bye bye